ရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ်ဆေးကဒီဆေးပါပဲခင်ဗျာ Fastco Pulse ကိုထိုးဆေးဇီဝကမဖြစ်စဉ်မြန်ဆန်စေသောပရိုမိုရာပါဝင်ပစ္စည်းများ1မီလီလီတာလျှင် Beta-phosphine 100မီလီဂရမ် Vitamin B12 50မိုက်ခရိုဂရမ်ထူးခြားချက်များ Beta-phosphine သည် organic ဖော့ဖရက်ဖွဲ့စည်းပုံရှိသောဓာတုပစ္စည်းတစ်မျိုးဖြစ်ပါသည် Beta-phosphine သည်ခန္ဓာကိုယ်အတွင်းရှိတ िश ူးအသီးသီးသို့လျင်မြန်စွာနှင့်နက်ရှိုင်းစွာစိတ်ဝင်ပြီးပုံမှန်ဇီဝကမဖြစ်စဉ်ကိုလှုံ့ဆော်ပေးပါသည် Fastco ထိုးဆေးသည်အင်ဇိုင်းလှုပ်ဆောင်ပေးခြင်းဖြင့်အာဟာရများကိုဇီဝကမစွမ်းအင်ဖြင့်အမြန်ပြောင်းလဲပေးကာတ िश ူးနှင့်အတွင်းအင်္ဂါများ၏ဇီဝကမလုပ်ငန်းဆောင်တာများကိုမြင့်တင်ပေးပါသည်ထို့အပြင်ယောဂကြောင့်ပျက်စီးသွားသောအတွင်းအင်္ဂါများမြန်မြန်ဆန်ဆန်ပြန်လည်ကောင်းမွန်လာစေကာကုသရန်လိုအပ်သောကာလကိုလျှော့ချပေးပါသည်အသုံးပြုရန်ညွှန်းစာများရုတ်တရက်ဖြစ်သောယောဂများနှင့်ရုတ်တရက်ဇီဝကမဖောက်ပြန်မှုများအာယုံကြောအားနည်းခြင်းအစာစားခြင်းစိတ်မရှိခြင်းနိုးထုတ်လုပ်မှုကျဆင်းခြင်းမောပန်းနွမ်းနယ်မှုပြန်လည်ကောင်းမွန်ရေးသားငယ်တိရစ္ဆာန်များအားနည်းခြင်းမြင်းများ၏ခါနာခြင်းနှင့်ကယ်ဆီယမ်ဓာတ်နည်းခြင်းတို့ကိုကုသရာတွင်အကူထည့်သွင်းအသုံးပြုရန်နာတာရှည်ယောဂများနာတာရှည်ဇီဝကမဖောက်ပြန်မှုများသားငယ်တိရစ္ဆာန်များကြီးထွားမှုအားမြင့်တင်ရန်အာဟာရချို့တဲ့ခြင်းမသင့်လျော်သောအစာများကြောင့်ဖြစ်သောဇီဝကမဖောက်ပြန်မှုမျိုးပွားမှုအားနည်းခြင်းနှင့်တန်ကောင်ယောဂကြောင့်ဖြစ်သောဒုတိယသွေးအားနည်းယောဂကျန်းမာသောတိရစ္ဆာန်များ၏ခွန်အားနှင့်ခုခံအားကိုမြင့်တင်ရန်ကြက်များအတွက်အစာစားမှုထိရောက်စေရန်ကိုယ်လေးချိန်တက်စေရန်ခွန်အားတိုးစေရန်ဥမှုစွမ်းဆောင်ရေးဥခွန်အရေးသွေးကောင်းစေရန်အသေးပြောက်လျှော့ချရန်စိတ်ဖိစီးမှုများသောအခြေအနေတွင်ခုခံအားမြင့်တင်ရန်တကောင်ကိုတကောင်ကိုက်တက်မှုကိုကာကွယ်ရန်နှင့်အမွေးလဲကာလကိုလျှော့ချရန်အသုံးပြုပုံနှင့်ဆေးပမာဏသွေးကြောထဲသို့ IB ကြွက်သားထဲသို့ IN သို့မဟုတ်အရေပြားအောက်သို့ SC ထိုးနှံအသုံးပြုနိုင်သည်နွားမြင်းတကောင်လျှင်ဆေး5မီလီလီတာမှ25မီလီလီတာအထိအသုံးပြုပါနွားကလေးမြင်းပေါက်တကောင်လျှင်ဆေး5မီလီလီတာမှ12မီလီလီတာအထိအသုံးပြုပါတိုးတကောင်လျှင်ဆေး2.5မီလီလီတာမှ5မီလီလီတာအထိအသုံးပြုပါတိုးကလေးတကောင်လျှင်ဆေး1.5မီလီလီတာမှ2.5မီလီလီတာအထိအသုံးပြုပါဝက်တကောင်လျှင်ဆေး2.5မီလီလီတာမှ10မီလီလီတာအထိအသုံးပြုပါဝက်ကလေးတကောင်လျှင်ဆေး1မီလီလီတာမှ2.5မီလီလီတာအထိအသုံးပြုပါခွေးတကောင်လျှင်ဆေး3.5မီလီလီတာမှ5မီလီလီတာအထိအသုံးပြုပါကြောင်တကောင်လျှင်ဆေး3.5မီလီလီတာမှ2.5မီလီလီတာအထိအသုံးပြုပါကြက်များအတွက်တောက်ရည်နှင့်အတူပါးစပ်မတိုက်ကျွေးရန်အိုးကြက်မွေးမြူရေးကြက်တကောင်လျှင်ဆေး3.5မီလီလီတာကို2ရက်မှ9ရက်အထိအသုံးပြုပါကြက်စင်တကောင်လျှင်ဆေး3.3မီလီလီတာကို9ရက်အထိအသုံးပြုပါသိန်းစင်းနှင့်6တွေ့အေးမြသောနေရာတွင်သိမ်းဆည်းပါနေရောင်တိုက်ရိုက်မထိပါစေနှင့်မွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာမမတနိုင်တပိုင်ဝက်မွေးမြူရေးညီကိုများကြိုက်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ